အားလုံးပဲမင်္ဂလာပါရှင်။ Sam Go Story မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ဒီကနေ့မှာတော့ပရိသတ်များအတွက်ညတခါရန်စီးရုံဟောင်းများ၌အမှန်တကယ်ဖြစ်ပွားခဲ့သောထိတ်လန့်ဖွယ်ရာဖြစ်ရမှန်ဇလန်းနှစ်ပုဒ်ကိုတင်ဆက်ပြီးပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်။ဖိုးရှိခင်အချိန်တွေကလေးကစီးရုံကြီးတွေဆိုတာလူတစ်ယောက်ရဲ့ပထမဆုံးအငိုတန်စတင်ရာနေရာဖြစ်တယ်လို့နောက်ဆုံးထွက်သက်ပျောက်ကွယ်သွားရာနေရာလည်းဖြစ်ပါတယ်။ဒါကြောင့်ဒီနေရာတွေမှာဝမ်းနည်းခြင်းနာကျင်ခြင်းနဲ့ဆွဲလန်းခြင်းတွေပြည့်နေနေတဲ့ဇမင်းပါပဲ။ဒီနေ့မှာတော့ကမ္ဘာနေရာအနှံ့ကစီးရုံကြီးနှစ်ခုမှာမှန်တကယ်ဖြစ်ပွားခဲ့တဲ့ကြောဆန်းစရာဇလန်းနှစ်ပုဒ်ကိုတင်ဆက်ပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်။လွန်ခဲ့သောနှစ်ပေါင်း30ခန့်ကရန်ကုန်ဆေးရုံကြီး၌အဆောင်တစ်ခုမှာတာဝန်ကျနေတဲ့အလုပ်တင်ဆရာဝန်လေးဒေါက်တာကျော်ဟာလူနာတွေကြည်ပြီးလို့အောက်ထပ်ကိုဆင်းဖို့ပြင်လိုက်တယ်။အချိန်ကမနက်တနာရီခွဲလောက်ရှိနေပြီ။ဆေးရုံစင်းကျန်လမ်းမကြီးကရှည်လျားပြီးမီးချောင်းတွေကတစ်ဖြက်ဖြက်ခါနေတယ်။သူဟာဓလေကခလုတ်ကိုနှိပ်ပြီးစောင့်နေတော့သူ့ဘေးနားကိုအဖွားကိုတယောက်ရောက်လာခဲ့တယ်။အဖွားကဆေးရုံဝတ်စုံအဖြူအပွင့်လေးဝတ်ထားတယ်။ခေါင်းငုံထားပြီးလက်ထဲမှာတော့ပတိတကုံးကိုစိတ်ပါလက်ပါရည်နေရှာတယ်။ဓလေကပွင့်လာတော့နှစ်ယောက်သားဝင်လိုက်ကြတယ်။အဖွားဘယ်ထက်ကိုသွားမလို့လဲ။ဆရာဝန်လေးကကျင်နာစွာမေးလိုက်တယ်။လေးထက်ကိုသွားကျင်လို့ပါကွယ်။အကွဲကွဲအတန်တူတူလေးထွက်လာတယ်။ဓလေကားကတငိမ့်ငိမ့်နဲ့တက်သွားလိုက်တာလေးထက်ကိုရောက်တော့တကားပွင့်သွားတယ်။အပြင်မှာဆေးလဲတွန်းကိုစောင့်နေတဲ့သူနာပြုဆရာမမတ်ဆန္ဒကိုတွေ့ရပါတယ်။ဒါပေမဲ့ဓလေကားတကားပွင့်သွားတဲ့ခဏမှာပဲမတ်ဆန္ဒရဲ့မျက်နှာကသွေးရောင်မရှိတော့ပဲဖြူပဲဖြူတော့ဖြစ်သွားတယ်။သူမဟာဓလေကားတွေကိုမဝင်ပဲနောက်သို့တပြည့်ပြည့်ပြန်လဲဆုတ်ခွာသွားတယ်။မျက်လုံးတွေကလည်းဆရာဝန်လေးရဲ့ဘေးကအဘွားကိုရှိမှပဲကတ်နေတယ်။ဟေးမဆန္ဒဝင်လေဘာဖြစ်လို့လဲဒေါက်တာကျော်ကလှမ်းခေါ်လိုက်တယ်။ဒါပေမဲ့မဆန္ဒကတော့အသေးအတန်ကောင်းခါရင်တကားပြန်ပိတ်ဖို့လက်ဟန်ပြလိုက်တယ်။တကားပိတ်ပြီးအပေါ်တက်ဆက်တက်သွားတဲ့အခါဒေါက်တာကျော်ဘေးကိုကြည့်လိုက်တော့အဖွားကိုမရှိတော့ပါဘူး။ဓလေကားထဲမှာသူတယောက်တည်းကျန်ခဲ့ပါပြီ။နောက်မှပြန်သိရတာကအဲ့ဒီအဘွားဟာဓလေကားမစေးခင်တနာရီအလိုကမှနှလုံးရောဂါနဲ့ဆုံးပါသွားခဲ့တာပါမဆန္ဒကြောက်လန့်သွားရခြင်းအကြောင်းရင်းကတော့အဘွားကိုမြင်လို့တွေမဟုတ်ပါဘူးဆရာဝန်လေးပြီးမှရက်တက်နေတဲ့အဘွားရဲ့ခြေမာလေးမှာရင်ခွဲယုံတို့ပို့ရန်ဆိုတဲ့အနီရောင်စာတန်းလေးကပ်ပြားကိုဆွဲထိထားတာမြင်လိုက်လို့ပဲဖြစ်ပါတော့တယ်ရှင်နံပါတ်1ခြာရီစီးယုံဟောင်းကခေါင်းပြတ်တက်ဖွဲ့စင်ကာပူနိုင်ငံကစွပစ်ထားတဲ့စီးယုံဟောင်းကြီးစီကိုခရီးဆက်ကြပါမယ်အဲ့ဒီမှာတော့သူတို့ကတယောက်တည်းမဟုတ်ပါဘူးတက်ဖွဲ့လိုက်ချီတက်လာကြတာပါအိုးချန်ကြီးစီးယုံဟောင်းကြီးဟာဒုတိယကမ္ဘာစစ်တုန်းကဂျပန်ကင်ဘေတိုင်းတွေလူသက်ကွင်းဖြစ်သုံးခဲ့တဲ့နေရာပေါ့2000ခုနှစ်အစောပိုင်းကာလတစ်ခုမှာတရဲရှာဖွေခြင်းနဲ့လူငယ်ရိုက်ကူးရေးအဖွဲ့တစ်ဖွဲ့ဒီနေရာကိုရောက်လာကြပါတယ်။သူတို့ဟာကြမ်းတမ်းတဲ့နှိစက်ခန်းတွေရှိခဲ့တဲ့မြောက်ခန်းတွေကိုဝင်လာခဲ့တယ်။လေထုကရုတ်တရက်အေးခဲသွားတယ်။မုန်နဲ့နေကြတဲ့ကနေသွေးညှိနှံလိုအနံ့ကြီးတစ်ခုရလာတယ်။အဲ့ဒီအချိန်မှာပဲတခွက်ခွက်မြည်တမ်းတဲ့အတူစစ်မြေပြင်မှာခြိတက်တယ်လို့တန်ဖို့ဖက်နှက်တန်ကြီးတွေညီညီညာထွက်ပေါ်လာတယ်။အတန်ကအဝေးကနေသူတို့နောက်တဖြည်းဖြည်းနီးကပ်လာသလိုဖြစ်ပြီးကင်မရာမီးအောင်မှာသူတို့မြင်လိုက်ရတာကစင်းကြံလန်းတိုင်းခြေတက်လာတဲ့ဂျပန်စစ်သားတပ်ဖွဲ့ကြီးပါသူတို့ရဲ့ယူနီဖောင်းတွေကစုပ်ပြဲပြီးသွေးတွေပြေးကျန်နေတယ်ပိုပြီးထိတ်လန့်စရာကောင်းတာကတချို့စစ်သားတွေရဲ့ပခုံးပေါ်မှာခေါင်းမရှိပါဘူးခေါင်းပြက်လျက်သားနဲ့ခြေတက်နေကြတာပါသူတို့ဘေးမှာတော့တန်ကြိုးတွေတရွတ်တိုက်ဆွဲပါလာတဲ့သုံးပန်းဝိညာဉ်တွေပါလာတယ်
ပြေးကြဟာလူငယ်တွေအော်ဟစ်ပြီးထွက်ပြေးကြတဲ့အချိန်မှာနောက်ဆုံးကကြံခဲ့တဲ့လူငယ်တစ်ယောက်ကသူ့ဘိုးကုန်းကိုမမြင်လိုက်ရတဲ့အရာကတန်တုံးနဲ့ရိုက်ချသလိုခံစားလိုက်ရတယ်အပြင်ရောက်လို့အင်ကြီးလှန်ကြည့်လိုက်တဲ့အခါမှာသူ့ပခုံးမှာညူမဲဆွဲနေတဲ့လက်ဝါးရာကြီးထင်ကျန်ရေးခဲ့ပါတော့တယ်ဒီစေးရုံကြီးဟာယခုချိန်ထိစင်ကာပူရဲ့ကမ်းခြေနားမှာတိတ်ဆိတ်စွာတည်ရှိနေစေဖြစ်ပြီးညဘက်ရောက်တိုင်းဂျပန်စစ်သားတွေရဲ့ခြေတံတွေကိုဆက်လက်ကြားနေရခြင်းသာဖြစ်ပါတော့တယ်ရှင်ဇလန်လေးကတော့ဒီနေရာတွင်ပြီးဆုံးသွားပါပြီအားလုံးပဲမင်္ဂလာညချမ်းဖြစ်ကြပါစေရှင်